မိုင်ယူသင်းမှာနေရာမရဖြစ်နေတဲ့အင်္ဂလန်ကွင်းလယ်ကစားသမားမိန်နူးကိုခေါ်ယူလိုတဲ့ကလပ်အသင်းအနည်းဆုံး12သင်းရှိနေတယ်လို့ဗီဒိန်မီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။အသက်20သားရှိသေးတဲ့မိန်နူးဟာမိုင်ယူသင်းရဲ့ကယ်ဒမီထွက်ကစားသမားဖြစ်တယ်လို့ပရိသတ်တွေသဘောကျတဲ့ကစားသမားလေးဖြစ်ပေမဲ့နီးပြအာမော်ရင်ကတော့အရန်ကစားသမားဖြစ်တာအသုံးပြုနေပါတယ်။မိန်နူးဟာဆိုရင်တော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်နဲ့ကစားတဲ့နေရာချင်းတူညီနေတာကြောင့်အရန်ကစားသမားဖြစ်ရပ်တည်နေရတာဖြစ်ကြောင်းလည်းအာမော်ရင်ကဆိုခဲ့ပါတယ်။ဒါကြောင့်မိန်နူးကပွဲကစားချိန်ပိုရမယ့်အသင်းစီကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေပြီးလာမယ့်ဇန်နဝါရီဈေးကွက်မှာအငှားထွက်ကစားပွဲရှိတယ်လို့ထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။ဒီအတွက်ဥရောပကလပ်အသင်းတထားစဉ်လောက်ကမိန်နူးနဲ့မန်ယူအသင်းရဲ့ခြေအနေကိုစောင့်ကြည့်နေကြပြီးတော့အဲ့ဒီအသင်းတွေထဲမှာဘိုင်ယန်မြူးနစ်နဲ့ချက်စီတို့ပါဝင်နေတယ်လို့လည်းသိရပါတယ်။အာမော်ရင်ကတော့ဇန်နဝါရီမှာအငှားထွက်ကစားဖို့မိန်နူးကတောင်းဆိုလာခဲ့ရင်တော့လက်ခံဆွေးနွေးသွားမှာဖြစ်ပေမဲ့သူကတော့အငှားချဖို့အကြောင်းကိုပြောမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ ခရစ်စတယ်ဘဲလေးနဲ့လီအသင်းတို့ဟာဆိုရင်လေချက်စီးသင်းမှာနေရာပြောင်းနေတဲ့အင်္ဂလန်တောင်ပန်ကစားသမားစတာလင်းကိုလာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။အသက်32နှစ်ရှိပြီဖြစ်တဲ့စတာလင်းဟာ professional ကစားသမားဘဝကိုတော့ Premier League ထိပ်သီးအသင်းတွေမှာသာဖြတ်သန်းခဲ့သူဖြစ်ပြီးတော့လီဗာပူး၊မန်စီးတီး၊ချယ်ဆီ၊အာဆင်နယ်အသင်းတွေမှာကစားခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်အသင်းကိုအငှားချခံခဲ့ရပြီးကတည်းကချက်စီးသင်းမှာနေရာပြောင်းခဲ့ရပြီးတော့လက်ရှိချိန်မှာဆိုရင်တော့အသင်းရဲ့လူစင်းနဲ့တော့ပါဝင်ခြင်းမရှိတော့ပါဘူး။စတာလင်ဟာချက်စီးသင်းနဲ့2028ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးတော့တနည်းလစာပေါင်15သန်းဝန်းကျင်ရရှိနေတဲ့ပြင်မိသားစုကလည်းလန်ဒန်မှာအခြေချနေတာကြောင့်အသင်းပြောင်းရွှေ့လိုခြင်းမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့ကစားသမားဘဝအဆုံးသက်သွားနိုင်တဲ့အခြေအနေဖြစ်နေတာကြောင့်လာမယ့်ဇန်နဝါရီမှာအသင်းသစ်ရှာဖွေဖို့စဉ်းစားလာပွဲရှိပြီးတော့ခရစ်စတယ်ဘဲလင်းနဲ့လီအသင်းတို့ကတော့ကမ်းလှမ်းဖို့စီစဉ်နေတယ်လို့လည်းသတင်းတွေထွက်လာတာဖြစ်ပါတယ်။ဘရန်ဖို့အသင်းရဲ့ကွင်းလယ်ကစားသမားဟန်ဒါဆန်ဟာလီအသင်းရဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်လီဗာပူးအသင်းပေါ်ဟောင်းဂျိုတာကိုရည်ညွှန်းအောင်ပွဲခံခဲ့ကြောင်းသိရပါတယ်။လီအသင်းနဲ့ဘရန်ဖို့အသင်းတို့တစ်ဖက်တစ်ကိုးစီနဲ့တည်ရကြခဲ့တဲ့ပွဲမှာဟန်ဒါဆန်သွင်းယူခဲ့တဲ့ဥဆောင်ကိုကသူ့အနေနဲ့2021ဒီဇင်ဘာလနောက်ပိုင်းပရီးမီးယားလိမှာပြန်လည်သွင်းယူနိုင်တဲ့ဂိုးဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ဟန်ဒါဆန်ဆိုရင်တော့2022ဒီဇင်ဘာ1ရက်ကအေဗာတန်တင်းကို၄ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့အဝေးကွင်းမှာလီဗာပူးကစားသမားဘွားနောက်ဆုံးပရီးမီးယားလိသွင်းဂိုးယူခဲ့ပြီးတော့အခု၄နှစ်ကျော်ကြာမှပြန်လည်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဟန်ဒါဆန်ကသူ့ရဲ့ပရီးမီးယားလိတကြောပြန်သွင်းဂိုးကိုတော့ဂျိုတာအတွက်ရည်ညွှန်းခဲ့တာဖြစ်ပြီးတော့ဂျိုတာအောင်ပွဲခံလေရှိတဲ့ပုံစံတိုင်းကိုအောင်ပွဲခံခဲ့တာပါ။ကျွန်တော်တို့သူ့ကိုဘယ်တော့မှမမေ့ပါဘူး။အမြဲထာဝရသတိရနေမှာပါ။သူကတော့တငယ်ချင်းကောင်းတစ်ယောက်ပါ။ကျွန်တော်ကဂိုးတွေအများကြီးသွင်းနိုင်သူမဟုတ်တာကြောင့်ပဲဂိုးသွင်းနိုင်ခဲ့ရင်တော့သူ့အတွက်ရည်ညွှန်းမယ်လို့တွေးထားခဲ့တယ်လို့လည်းဟန်ဒါဆန်ကပြောကြားခဲ့ပါတယ်။ဟန်ဒါဆန်ဟာဆိုရင်တော့ဂျိုတာကွယ်လွန်ခဲ့တဲ့ဇူလိုင်လကတည်းကFA အကွဲမှာအမတ်တရလွမ်းဆွခြင်းပန်းစီလာချခဲ့ပါတယ်။